အားလုံးပဲမင်္ဂလာပါရှင်အခုသမီးရောက်ရှိနေတဲ့နေရာကတော့စူးလေဖျားနီးမှာရှိတဲ့လူကူကုန်းတရားပေါ်ရောက်ရှိနေရပဲဖြစ်ပါတယ်အခုသမီးဒီနေ့ရိုက်မဲ့ဒီလော့လေးရဲ့အစီအစဉ်ကတော့ရန်ကုန်တိုင်းဒေသကြီးကြောက်တရားမြို့နယ်34လမ်းထဲမှာရှိတဲ့ကိုဇော်ဦး LED LCD အတွေ့အကြုံမျှဝေမှုသင်တန်းလေးကိုတွားရောက်ပြီးတော့လေ့လာကြည့်ရှုမှာပဲဖြစ်ပါတယ်ပြည်သက်ကြီးများအားလုံးလည်းသမီးနဲ့အတူလိုက်လံကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်ကဲအားလုံးပဲသွားကြမယ်နော်โอเคဆရာကိုဇော်ဦးမင်္ဂလာပါရှင်ဆရာအနေနဲ့ဒီသင်တန်းကျောင်းကိုဦးစီးပြီးတော့ဖွင့်ထားတယ်လို့သိရှိရပါတယ်ဘယ်လိုရည်ရွယ်ချက်နဲ့ဖွင့်ဖြစ်သွားလဲဆိုတာလေးကိုသမီးကိုရှင်းပြပေးပါအောင်ရှင်ဟောကျွန်တော်တို့ဒီသင်တန်းကျောင်းဖွင့်ပြတဲ့ရည်ရွယ်ချက်ကတော့ဘယ်လိုလဲဆိုတော့တချို့ဆက်ဆရာတွေကတော်တယ်အတွေ့အကြုံတွေမှာသူတို့တားနေတဲ့အပိုင်းတွေသွားတွေ့တယ်သွားတွေ့တော့ Facebook ကြီးရှိတယ်ဆိုပေမဲ့ Facebook ပေါ်တက်မေးလိုက်အဆင်ပြေတယ်ဆိုပေမဲ့လည်း Facebook ပေါ်မှာသူ့တားသာတာတူတဲတဲ့လူချင်းချင်းလောက်ပဲဖြေကြတာသူ့မှာမိတ်ဆွေပေါင်းတင်နေတာဆိုသူလိုချင်တဲ့အဖြေရမရတော့အဲ့တော့ကျွန်တော်ကငါပဲဖြေလိုက်တော့မယ်ငါတင်တန်းတက်လာမယ်ဆိုရင်ငါပဲဖြေလိုက်မယ်ဆိုပြီးတော့ဒါကိုတာဝန်ယူပြီးတော့ဖွင့်ချိလိုက်တာနောက်တစ်ခုကကြတော့ကျွန်တော်တို့နယ်မှာရှိတဲ့ဆက်ဆရာတွေရန်ကုန်မှာရှိတဲ့ဆက်ဆရာတွေကျွန်တော်34လမ်းနဲ့မှာရှိတဲ့ဆက်ဆရာတွေအားလုံးကအတိချင်းကိုသူကဒီတင်တန်းထဲမှာအတိရတစ်ခုတည်းကိုဖြစ်နေရမယ်တကယ်လို့ तू က electronic ပစ္စည်းအမျိုးစုံသူ့နယ်မှာ तू အကြောင်းမျိုးကြောင့်ပြင်နေပေမဲ့ကြီးတာပဲဖြစ်သေးတာပဲပြင်နေပြီကျွန်တော်တို့ဒီမှာဆိုင်မှာ model အမြင့်တွေပဲပြင်တာများတယ်အဲ့ model အမြင့်ကို तू သိချင်မှာပဲဒါကိုဝါသနာပါလို့အခြေခံပြီးလောက်လာတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တောက်လျှောက်တင်ပေးနေတာပဲဟာငါတို့ဒီမှာဒီနေ့ဘာလုပ်တယ်ဟိုကဘာလုပ်တယ်ဆိုဒီဆရာတို့ကျွန်တော်တင်ပေးတော့ဒါတော့ तू အတိချင်းကတစ်ဆက်တည်းဖြစ်နေပဲကျွမ်းကျင်မှုချင်းသာကွာမယ်ဒီဆရာတွေကမလုပ်ထားတဲ့အတွက်မကျွမ်းကျင်ဘူးကျွမ်းကျင်မှုနေတယ်ဒါပေမဲ့အတိကတော့တစ်ဆက်တည်းပဲ तू ကဟုတ်ကဲ့ဆရာအနေနဲ့တက်ရောက်လာတဲ့သင်တန်းသားတွေကိုနေရေးစားရေးဘယ်လိုမျိုးစီစဉ်ပေးထားလဲဆိုတာကိုသိပြရစီရှင်တက်ရောက်လာတဲ့သင်တန်းသားတွေကျွန်တော်တို့ကဒီသင်တန်းကျောင်းမှာပဲနေမယ်ဒီသင်တန်းကျောင်းမှာစားမယ်စားပြီးတော့အားလုံးနေစားငိမ့်ပေါ့နော်အားလုံးဒီမှာတင်ပေးတယ်သင်တန်း6ရက်လုံးလုံးပေါ့နော်ဟိုညနေပိုင်းနောက်ပိုင်းတော့အဲ့ချိန်ဆိုရင်တော့မီးကတော့မှန်တာများပါတယ်ပေါ့နော်ညနေပိုင်း9နာရီနောက်ပိုင်းဆိုအဲ့ချိန်ဆိုကျွန်တော် air con တွေပါလေးလည်းပဲတေချာပဲထားပေးပါတယ်ဟုတ်ကဲ့လာရောက်လိလာကြတဲ့သင်တန်းသားတွေကလည်းသူတို့ရဲ့နယ်ပယ်အသီးသီးမှာစက်ပြင်ဆရာတွေဖြစ်တယ်လို့လည်းသိရှိရပါတယ်အဲ့လိုမျိုးဆရာတွေရောဆရာအနေနဲ့ဘယ်လိုမျိုးပညာတွေမျှဝေပေးလဲဆိုတာကိုသိရှိပြရစီရှင်လာရောက်တက်ရောက်တဲ့ဆရာတွေကလည်းသူ့အနေနဲ့မှာစိုင်းနေဖွင့်ထားပြီးတော့တချို့ဆိုရင်ကျွန်တော်တင်တဲ့အပတ်စဉ်မှာကြုံမှုတာဆိုနှစ်အစိတ်30လောက်ထိဆရာတွေရှိတယ်သူတို့တကယ်တက်ကြတယ်သူတို့စီကတော့ကျွန်တော်ပညာပြန်ယူရတဲ့ဟာတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့လုပ်နေတဲ့အလုပ်မျိုးတွေကြတော့ model မျိုးတွေကြတော့သူတို့မသိတော့ဘူးအဲ့မှာမသိတော့သူတို့ကသူတို့ရှာမယ်ဆိုရင်လည်းဒီဟာတွေရတယ်ဒါပေမဲ့အပိုပစ္စည်းတွေကသူတို့မှာခဲရင်းနဲ့ထည့်ဆန်းဖို့လိုပါတော့ကျွန်တော်ဒီမျိုးပေါ်အနေနဲ့ဒါလွယ်တာဒါတော့ကျွန်တော်ရှာပြီးသားဟာလေးတွေကိုပြစ်ချက်လေးတို့သူတို့ပြောပြလိုက်အောင်ပဲပြောပြလိုက်တော့သူတို့အချိန်မကုန်တော့ဘူးပေါ့အမှန်တော့လာတင်တာတော့မဟုတ်ဘူးကျွန်တော်ရှာပြီးသားပြစ်ချက်ကလေးတွေကိုသူကသိကျင်တာပဲဆရာဒါဖြစ်ရင်ဘာလုပ်ရဘာဖြစ်ရင်ဘာလုပ်ရမလဲဆိုသူတို့ဥပမာပေါ့နော် model လေးပြောလိုက်ရုံနဲ့သိတယ်ဥပမာ Samsung မှာဆိုရင်ကျွန်တော်ဘာရှိမလဲဆို43N 5003ဆိုဆရာကြီးအဲ့ဒါဆိုတာနဲ့ဘာ model ဘာပြတ်တတ်တယ်ဆိုတာတခါတည်းတန်းပြောလို့ရပြီနောက်ဥပမာ Toshiba ထဲမှာသူ32L2550ဆိုအဲ့ဘာ modelမှာဘာဖြစ်တယ်သူဘက်ကအဲ့လို model လေးပြောတာကျွန်တော်ဒီဘက်ကဘာပြန်ပြောရမလဲဆိုတာသိတယ်သူဘာမေးတော့မယ်ဆိုတာအဲ့လိုပေါ့ရှက်ထဲမှာဆိုရင်လည်းရှက်40 SA 5200ဆရာ40 SA 5200သူဘာပြောမယ်ဆိုတာသိတယ်သူပြစ်ချက်ကိုကျွန်တော်ဒီဘက်ကသိတယ်အဲ့တော့သူတို့ကဘာမှမပြောရသေးဘူးဒီဘက်ကပြစ်ချက်ကသိနေတယ်အဲ့တော့သူတို့လည်းမရှာတော့ဘူးကိုကလည်းရှာပြီးသားတွေပဲသူတို့ပြန်ပြောပြတာအဲ့တော့အဲ့ဒါကြောင့်မို့ကျွန်တော်မျှဝေတယ်လို့ပြောတာပါကိုရှာပြီးသားပြစ်ချက်လေးတွေကိုသူတို့ပြန်ပြောပြတာတင်တာတော့မဟုတ်ဘူးပေါ့လေဟုတ်ကဲ့ဆရာအနေနဲ့သင်တန်းပတ်စဉ်တစ်ခုမှာဘယ်နှစ်ရက်တင် जा ပြသပေးပါလဲရှင်။ကျွန်တော်တို့သင်တန်းတော့ပုံမှန်6ရက်ပေါ့နော်6ရက်ဆိုရင်သင်တန်းဆင်းပွဲအားလုံးလုပ်ကြတာပဲ။လုပ်ပြီးပြီဆိုရင်ကျွန်တော်တို့တယောက်ကျွန်တော်ဆရာတယောက်နဲ့တပည့်တယောက်နဲ့တွဲရိုက်သွားတာပဲ။ဘာလို့သူတို့ဖုန်းခေါ်လိုက်တဲ့အခါမှာလဲတန်းပြီးတော့ကျွန်တော်တို့ပေါ်မယ်။သူတို့ပုံပေါ်တယ်ပေါ့နော်။ပို့ပြီးမမေ့အောင်ပေါ့။ဒါပေမဲ့အဲ့မှာမှအခြေခံတော်တော်လေးအားနေတဲ့သူက
တလားပြည့်အောင်နေခြင်းနဲ့ဆိုအရင်တော့ရက်20ကျော်လောက်နေတယ်အဲ့ဒါကြတော့တင်တန်းကြီးလေးတစ်ခုသတ်မှတ်ထားတယ်တလားဆိုရင်ဘယ်လောက်ပေါ့ဟိုကျွန်တော်6ရက်ထဲတင်တန်းဘယ်လောက်ဆိုပြီးတော့သတ်မှတ်ထားတယ်ကဲဆရာကိုရန်ထွန်းမင်္ဂလာပါရှင်ဆရာအနေနဲ့ LED LCD Smart TV ပြပြင်ရေးမှာ software ဘိုင်းတွေကိုတင် जा ပို့ချပေးနေလို့သိရှိရပါတယ်ဘယ်လိုမျိုးတင်နန်းသားတွေကိုတင် जा ပို့ချပေးလဲဆိုတာလေးကိုရှင်းပြပေးနိုင်မလားရှင်ဟုတ်ကဲ့ဒီကိုစောဦး LED LCD အတွေ့အကြုံတင်နန်းမှာပေါ့နော်ကျွန်တော်က software ဘိုင်းကိုတင် जा ပေးရတဲ့အခါမှာ software လို့ပြောလာလို့ရှိရင်ကျွန်တော်တို့က TV ကိုခဲကောက်နဲ့ကင်ပြီးပြင်လို့မရပါဘူးဒီကွန်ပျူတာပေါ့ laptop သို့မဟုတ်ဖုန်းเนาะအဲ့လိုမျိုးဒီ memory stick တွေမှာအသုံးပြုပြီးတော့ပြင်ရတဲ့ software ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကထပ်ပြီးစီစဉ်ထားတယ်ဘယ်လိုစီစဉ်ထားလဲဆိုတော့ Telegram group တွေเนาะ Facebook private group တွေမှာကျွန်တော်တို့ကဒီလုံပုံလုံနည်းနဲ့တကွာဒီ driver တွေသွင်းပုံသွင်းနည်းကွန်ပျူတာမှာလုံပုံလုံနည်းဖုန်းမှာလုံပုံလုံနည်းတွေကိုဒီသင်တန်းသားတွေနားလည်နိုင်လောက်တဲ့အနေအထားအထိကျွန်တော်တို့ကဗီဒီယိုတွေနဲ့ရှင်းပြထားတယ်လုပ်ပြထားတယ် Facebook ကနေပြီးတော့ဗီဒီယိုတွေတင်ပေးထားမယ်ဖုန်းကနေပြီးတော့ဟို Facebook private group ကနေပြီးတော့ကြည့်ခွင့်ရမယ်အဲ့ဒါနေပြီးတော့ဆက်ပြီးတော့ကိုယ့်ကိုလုပ်ကြရမှာပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်ကတော့ဒီဆရာကိုစောဦးရဲ့ LED LCD သင်တန်းကျောင်းမှာ software ဘိုင်းတွေကို logo ရက်တာတို့ stand by ပြီးနီးနေတာတို့အဲ့လိုပြဿနာမျိုးကိုကျွန်တော်သင်ကြားပေးရတဲ့ကိုရန်ထွန်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကဲဆရာဦးအောင်မင်္ဂလာပါရှင်ဆရာအနေနဲ့ LED LCD TV ဘိုင်းတွေမှာမှန်လို့ခေါ်တဲ့ panel ဘိုင်းတွေကိုတင် जा ပို့ချပေးနေလို့သိရှိရပါတယ်ဘယ်လိုမျိုးတင်နန်းသားတွေကိုတင် जा ပို့ချပေးလဲဆိုတာရှင်းပြပေးနိုင်မလားရှင်ဆရာဦးစိုးဦးတင်နန်းမှာဟုတ်ပါတယ်ကျွန်တော်က LCD LED ပြုပြင်မှုကိုမှန်ပိုင်းတောင်းယူပြီးတင် जा ပေးတာပေါ့နော်မှန်ပိုင်းကနည်းနည်းခြေပြန့်တယ်ဆရာဦးစိုးဦးတင်နန်းကရက်တိုတင်နန်းဖြစ်တဲ့အတွက်အချိန်အများကြီးမရဘူးလေအဲ့တော့ကျွန်တော်တို့ကပုံစံနှစ်ခုကျွန်တော်တို့ကတင်တယ်ပေါ့နော်တစ်ခုကဘာလဲဆိုတော့ဆရာဦးစိုးဦးတင်တန်းမှာကျွန်တော်တင်တဲ့ပုံစံနောက်တစ်ခုက online private GB တခုကျွန်တော်တို့ကလုပ်ပေးထားတယ်ဒီမှာတင်တန်းတက်တဲ့တင်တန်းသားတွေကိုအဲ့ private GB ထဲမှာကျွန်တော်တို့ကအတွေ့အကြုံတွေသင်ခန်းစာတွေကိုထည့်ပေးထားပါတယ်အဲ့တင်တန်းသားတွေရဲ့အဲ့ဒီ private GB ထဲကနေပြီးတော့လေ့လာလို့ရအောင်ရာသက်ပံလေ့လာလို့ရအောင်ကျွန်တော်တို့ကဖန်တီးပေးထားတယ်အဲ့တော့တင်တန်းသားတွေအနေနဲ့မသိတာရှိရင်လည်းမေးလို့ရအောင်လေကျွန်တော်တို့တွေကစီမံပေးထားတယ်ပေါ့နော်အဲဒီသင်တန်းမှာကျတော့ဘာလို့ပေးတာလဲဆိုရင်အဲ့ဒီ online သင်တန်း private GB ထဲကအကြောင်းအရာတွေကိုသူတို့သဘောပေါက်နားလည်လွယ်အောင်လို့ guideline လုပ်ပေးတဲ့နေရာကျွန်တော်တို့က online ထဲမှာရှိတဲ့သင်ခန်းစာတွေကိုသူတို့နားလည်အောင်ဖတ်တတ်ဖို့ဆရာဦးစုံရဲ့သင်တန်းမှာကျွန်တော်က guideline ပေးတဲ့သဘောပါအဲ့တော့သင်တန်းသားတွေအနေနဲ့ guideline ပေးတာကိုကျွန်းချင်းနားလည်ပြီးတော့ online သင်တန်းတွေကအကြောင်းအရာတွေကိုသူတို့တွေလုံနိုင်ကိုင်နိုင်တဲ့အဆင့်ထိရအောင်ကျွန်တော်တို့ကဖန်တီးပေးတဲ့လမ်းပြပေးတဲ့သင်တန်းတစ်ခုပါပေါ့နော်ကဲဆရာကိုစောဦးမင်္ဂလာပါရှင်တင်နန်းဆင်းသွားတဲ့တင်နန်းသားတွေကိုရောဆရာတို့အနေနဲ့ဆက်လက်ပြီးတော့ဘယ်လိုမျိုးအခက်အခဲမရှိအောင်ကူညီဆောင်ရွက်ပေးလဲဆိုတာလေးကိုလည်းသိရှိပြရစီရှင်ကျွန်တော်တို့တင်တန်းဆင်းပြီးသွားတဲ့တင်တန်းသားတွေဟာတချို့ဆိုရင်ဒီကကြောက်မသိတော့ဘောနော်ကြောက်ကြတယ်ဟာဆရာတို့နဲ့ဝေးတော့ပဲပါညာဆိုမဟုတ်ဘူး Messenger group လေးလောက်ထားတယ်အဲ့ Messenger group လေးထဲမှာအားလုံးခုနကျွန်တော်ပြောခဲ့သလိုပဲပြန်တွေ့နေတာပဲချက်ချင်းကိုပြန်တွေ့နေတာ तू ဒီနေ့နေကင်းဘာပြင်းနေဆိုတာကျွန်တော်သိနေညပိုင်းဘာပြင်းနေဆိုတာလည်းကျွန်တော်သိနေတယ်သူဒီဆက်မပြီးသေးဘူးဆိုတာလည်းသိနေတယ်ဘာလို့ Messenger group ထဲမှာမင်းနေကြတာပဲတယောက်နောက်မဲ့ပြောင်းမဲ့မင်းနေကြတာပဲအဲ့တော့အကုန်လုံးအဆက်အသွယ်ရှိနေတယ်ဒီ group ထဲမှာလည်းဝင်ကြည့်နေလို့ရတယ်အဲ့ group ကလည်းဘရောမှဖြတ်မှာလည်းမဟုတ်ဘူးဘယ်နှစ်ရက်မဟုတ်ဘရောမှလည်းမဖြတ်ဘူးဒီ Messenger group ကလည်းဘရောမှမဖြတ်ဘူးဒီ Messenger group ထဲမှာ तू ဝင်မင်းမယ်မင်းနေတဲ့အခါမှာဖြေနေမှာပဲအခုဆက်တလုံးရောက်လာအခုမင်းမှာပဲတချို့ဆိုလည်းဖုန်းနဲ့လှမ်းမေးတာဆရာဘာမော်လဲဆိုတာနဲ့ဘာလုပ်လိုက်ပေါ့တချို့ကတော့အေးမကြည့် Messenger ထဲမှာတချို့အေးကြည့်ရင်ဖုန်းနဲ့မေးတယ်အဲ့သူတို့နောက်ဆုံးအဲ့လိုပေါ့တင်တန်းဆင်းပြီးသွားရင် Messenger group လေးကတော့တော်တော်အားကိုးရတယ်ဘာလို့ကျွန်တော်မဖြေနိုင်တဲ့ဟာတွေအမှဖြေနိုင်တဲ့ဆရာတွေအများကြီးပဲရှိတယ်ဖြေကြတာပဲဒါပေမဲ့နောက်ဆုံးတော့ကျွန်တော်တာဝန်ယူပြီးဖြေပေးရတာပဲပေါ့နော်အဲ့တော့ကျွန်တော်တို့တင်တန်းကိုတက်ချင်တဲ့ဆရာများကိုလည်းကြိုးဆိုပါတယ်ဆရာများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပါစေ